တီလာနဲ့ထုံမွမ်းထားတဲ့စိတ်တွေကဘယ်တော့မှအပယ်ကိုဆွဲမချတော့မြတ်စွာဘုရားကဥပမာပေးထားတယ်ထောပတ်ဦးကြီးကိုရေထဲမြုပ်ပြီးတော့ခွဲတဲ့အခါအိုးခွဲတွေကတော့အောက်မှာကျန်ရင်ပဲထောပတ်တွေကပေါ်တက်လာမှာပဲမြုပ်လို့မရဘူးလေစီတို့ထောပတ်တို့ဆိုရေပေါ်တက်လာအဲ့ဒီတိုင်းပဲတီလာပရိပါဝိတစိတ်ဆိုတာအောက်ဆွဲချလို့မရဘူးလေပေါ်တက်မှာပဲတဘာဝကိုကအပေါ်ဆွဲယေကေစီကုတလာဓမ္မတဗ္ဗေတိဥဋ္ဌံဘာခင်ကမနိယကုသိုလ်မှန်သမျှအပေါ်ဆောင်တယ်ယေကေစီအကုသလဓမ္မတဗ္ဗေတိအထောဘာခင်ကမနိယအကုသိုလ်မှန်သမျှအောက်ဆွဲချတယ်ဒါတဘာဝတရားနှစ်ခုပဲကိုလှုပ်ထားတဲ့ကုသိုလ်ကနည်းနည်းလေးလို့လည်းမအောင်မေ့နေတယ်အပေါ်ဆွဲတင်မှာပဲသူကနော်ပေါ်ဆွဲတင်မယ်အပေါ်ဆွဲတင်တယ်ဆိုတာချမ်းသာဒုက္ခရဖို့ဖန်တီးပေးမှာပြောတယ်ဒါကြောင့်မို့လို့ဒီလိုဟောတယ်ဒုက္ခံယာဝဆရာတိလယာဝဆရာအိုဒီတိတိလဒုက္ခချမ်းသာဖို့ပဲအဲ့တော့ငယ်ငယ်လေးစောင်းလဲကောင်းတာလူလက်ပိုင်းစောင်းလဲကောင်းတာအိုဒီတိအောင်တင်တယ်လို့ဆိုတာတိလအဝတ်စားဆိုတာငယ်ငယ်တော့ကအဝတ်ဟာအသက်ကြီးတော့ဝတ်လို့မရဘူးငယ်ငယ်တော့ဝတ်တဲ့အဝတ်မျိုးအသက်ကြီးမှဝတ်လို့ရှိရင်တကယ်ပြားနေတာလို့ပြောခါမှာပဲသိချတယ်လူငယ်လူရွယ်တွေဝတ်တဲ့အဝတ်ကိုတက်ကြီးဝတ်လို့မရဘူးတီလကြတော့ကလေးငယ်လေးစောင်းလဲချီကျူးစရာလူလက်ပိုင်းစောင်းလဲချီကျူးအသက်ရွယ်ကြီးတော့လဲချီကျူးရမှာဘယ်အခါဆင်းဆင်းရင်းနေဆိုတာတီလပဲဖြစ်တယ်ပေါ့ငယ်ငယ်လေးစောင်းလို့ရှိရင်အော်တော်လိုက်တာကလေးလေးနဲ့တီလလွန်ချုံလူလိုက်ပိုင်းဆိုအော်ပျော်တယ်ပါတဲ့အိမ်ရွယ်လေးကကိုချင်းတီလာလေးနဲ့တော်လိုက်တာပြောတယ်အသက်ရည်ကြီးတဲ့အခါကျအော်လူကြီးသိက္ခာပြီးပြီးကိုချင်းတီလာမြဲလိုက်တာချီးမွမ်းစရာအချီပဲအကုန်အဝတ်အစားဆိုတာအဲ့လိုချီးမွမ်းမှာမဟုတ်ဘူးတခြားယရနာလေးဆင်းလို့အဲ့လိုချီးမွမ်းမှာမဟုတ်ဘူးဒါကြောင့်ဒုက္ခယာဝဆရာတီလာဟာကိုဒီထိကောင်းတယ်ဆိုတာတစ်သလုံးကောင်းတယ်လို့ပြောလို့တာပဲကိုချင်းတီလာဆိုတာတစ်သလုံးဆောက်တည်ဒီလိုဆိုလို့ငယ်တဲ့အချိန်ကစပြီးအိုသည်ထိသေသည်ထိဆောက်တည်ပါလို့ဒီလိုပြောတာဒါကြောင့်မို့ငါးပါးသီလကိုခါဝပစုခဲ့သူမြဲရမယ်လို့ရှေးသူတော်စင်တွေကပြောကြတာဖြစ်တယ်ပေါ့ကိုယ်နဲ့သီလနဲ့ကိုယ်ပါခွဲမရအောင်ကျင့်သုံးဆောက်တည်ကြ